Premier League နဲ့ Champions League စူပလာလမ်းကြောင်းပေါ်ကအာဆနယ်ကိုဘယ်လိုမြင်မိကြလဲပရိသတ်များအားလုံးပဲမင်္ဂလာပါအာဆနယ်အသင်းကတော့ Premier League တာမက Champions League စူပလာကိုပါကျင်းရွယ်လာခဲ့ပြီးတော့ကန်းကော်မိုက်နေတဲ့အာဒီတာနဲ့တားတဲ့ဘက်တွေကိုမြင်တွေ့နေခဲ့ရပါတယ်ပြန်ပွဲစုံစက်တဲ့ပွဲမှာ10ပွဲနိုင်တပွဲတည်ရင်လည်းတပွဲသာရှုံးထားပြီးတော့ခံစစ်ပိုင်းကလည်းပေးဖို့3ဂိုးနဲ့6ပွဲထိကိုဂိုးမပေးထားရပါဘူးတကယ်ကိုကြောက်မက်ဖွယ်ရာခံစစ်ပိုင်းအကောင်ဆုံးအစုဖွဲ့ကိုပိုင်ဆိုင်ထားပြီးတော့အာဆနယ်အသင်းကတော့လက်တလုံးမှာလူပြောများတဲ့တတိလူသားလူတင်စားသွားရမှာပဲဖြစ်ပါတယ်ဒါဆိုတော့မေးစရာရှိလာပါပြီအာဆနယ်အသင်းကဒီနေ့မှာချန်ပီယံဆုကိုစုကူးနိုင်တော့မှာလားအမြင်ကထင်ချင်းပေးကြသလိုမကြခင်မှာလဲစောင်းရသည်ဝင်တော့မယ်ဆိုတော့အာဆနယ်ရဲ့ထုံးစံအတိုင်းပဲခြေချော်လက်ချော်နဲ့တန်ရာပြဿနာတွေကအာဆနယ်အသင်းကိုနေရာမှန်စီကိုပြန်လည်ခေါ်ဆောင်သွားမှာပါကဲဘလို့မြင်မိကြလဲဒေကြတာကတော့အာဆနယ်အသင်းကိုမနေ့ကလိုပဲအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်လို့မရတော့ဘူးဆိုတော့အမှန်ပါပဲအာဆနယ်တို့ကတော့ရာသီစမှာသူများတွေပြင်ဆင်ထားသလိုမျိုးပြင်ဆင်ခဲ့ပါတယ်သူတို့ဒီနေ့မှာသွားကျင်တဲ့လမ်းကြောင်းတွေပြိုင်ပွဲတွေအတွက်လိုအပ်တဲ့ကစားသမားအင်အားဖြည့်တင်းမှုတွေလှုပ်ဆောင်ပါတယ်။နီးပြအာဒီတာအတွက်ဒီနေ့မှာအဓိကစူပလာတစ်လုံးမှမယူပေးနိုင်အာမခံချက်မရှိတော့တဲ့နီးပြယာတူအတွက်ဒီအနေထားကတွန်းအားတရဖြစ်နေစေခဲ့ပါတယ်။တကယ်တော့အာဆနယ်တာဝန်ရှိသူတွေကအာဒီတာကိုယုံကြည်မှုတွေအချိန်ကြီးပေးခဲ့တာကြားခဲ့ပါပြီ။ဒါပေမဲ့လည်းအာဒီတာကတော့နောက်ဆုံး2019-2020ရာသီကအဖီဗလာရယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ပြရစရာစူပလာတွေမရှိတော့ပဲနောက်ဆုံး9ရာသီစက်တိုင်မှာစူပလာလက်မဲ့ဖြစ်ခဲ့ပါတယ်။ဒါကြောင့်အာဒီတာအတွက်ဒီရာသီအချင်းချင်းမရှိအဓိကစူပလာတစ်လုံးကိုအရယူပေးရမှာပါ။အာဒီတာဘက်ကလည်းဒီအကြောင်းကိုကောင်းကောင်းရိပ်စားမိလို့သူလိုချင်တဲ့ကစားသမားတွေကိုအမိရခေါ်ယူခဲ့ပါတယ်။ကိုဘက်ကဖြည့်တင်းစရာတွေကိုအမိရဖြည့်တင်းလိုက်ပြီးတဲ့နောက်မှာအာဆနယ်အသင်းကမနေ့ကထက်သားလုံးနဲ့စောဆောင်ရည်တွေကိုစတင်ပြသလာတော့တာပါ။ပြီးခဲ့တဲ့ရာသီကတည်းကကောင်းမွန်တဲ့လူစင်းကိုဒီရာသီမှာနည်းနည်းလောက်ပြုပြင်မိုးမှန်လိုက်ရုံနဲ့အာဆနယ်အသင်းဟာထောင်တက်သွားခဲ့ပြီးတော့ကစားသမားတစ်တွေများနေတဲ့မန်စီးတီး၊လီဗာပူးတို့ထက်နှာတပြားသာနေခဲ့ပါတယ်။ဒီနေ့ပရီးမီးယားလိဂ်မှာအာဆနယ်တို့အဓိကကြောက်ရမှာကလီဗာပူးထက်မန်စီးတီးလို့ဆိုနိုင်ပြီးအာဆနယ်နဲ့မန်စီးတီးတို့ဟာသုံးမှတ်သာကွာဟနေခဲ့ပါတယ်။ဒါကြောင့်အချိန်မရွေးဇယာဘက်ကတပယ်လေးအာဒီတာကိုကြောတက်နိုင်လို့အာဒီတာနေနဲ့လည်းမားခံလို့မရဘဲနဲ့ပြေးနိုင်တဲ့လောက်ပြေးနေရမှာပါနီးပြဂွာဒီယိုလာဟာပရီးမီးယားလိဂ်စူပလာကို6ချိန်တန်းတိုင်းရယူနိုင်ခဲ့ပေမဲ့နီးပြအာဒီတာကတော့ဒီချိန်တစ်ခါမှရယူနိုင်ခြင်းမရှိသေးပါဘူးဒီအချက်တွေကဆရာတပည့်ကြားကကြီးမားတဲ့ကွာခြားချက်တစ်ခုဖြစ်ပါတယ်ရာသီကအခုမှစတာပါအရန်မချသေးလို့လေတခြားသောအသင်းတွေလည်းပြန်လာနိုင်အောင်မှာပါလို့ဆိုရင်ဒီအချက်ကမမှားဘူးလို့ဆိုနိုင်ပေမဲ့ရှေ့ကပြေးနေတဲ့သူနဲ့နောက်ကလိုက်နေတဲ့သူမှာအချိန်တန်ကွာခြားသွားမှာဖြစ်ပါတယ်အချိန်ကကိုအလုပ်ကိုလှုပ်ထားပြီးတော့ပုံမှန်လေးပြေးနေတာကအမှားရွေးမရှိနိုင်တယ်လို့နောက်မှလိုက်ရတယ်ဆိုတာလေကိုလုံးမှကောင်းမှာဖြစ်တယ်လို့တစ်ဖက်အသင်းရဲ့အမှားတွေကိုလည်းစောင့်ရအောင်ပါဒါကြောင့်ကိုလုပ်ကိုပဲအကောင်းဆုံးလှုပ်သွားရမှာဖြစ်ပါတယ်တကူရှိတာကစောင့်ရသည်ဝင်လာတော့မယ့်အချိန်တွေကိုအာဒီတာတို့တိုက်ဘလိုမျိုးပြင်ဆင်သွားမှာလဲလက်ရှိပရီးမီးယားလိဂ်ရဲ့ချန်ပီယံလုဘက်3သင်းမှာအာဆနယ်တသင်းတည်းကသာစောင့်ရသည့်အတိတ်ဆိုးတွေရှိနေခဲ့ပြီးလီဗာပူးနဲ့မန်စီးတီးတို့ကတော့စောင့်ရသည်မှာကြီးမားတဲ့ပြဿနာတွေမရှိပါဘူးဒါကြောင့်အာဆနယ်အသင်းသာစောင်းအောင်ဝင်ကိုဂရုစိုက်ဖို့လိုအပ်နေပြီးချီမချော်သွားရအောင်ဆူတောင်းကြမှာပါ။ဗန်နေပါပရီးမီးယားလိဂ်မှာရောချန်ပီယံလိဂ်မှာပါပုံစံကောင်းတွေပြနေတဲ့အာဆနယ်ကိုခင်ဗျားတို့မနေ့ကတည်းကပိုလန့်နေကြတယ်ဆိုတော့လက်ခံရမယ်မှတ်လားလို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်